တငယ်ချင်းတို့ရေကြံပေးကြပါအောင်ဒီမှာအိမ်မှာစောက်တက်လို့သူများအိမ်လိုက်ပြီးတော့လာငင်းနေစောက်ထားလိုက်ကြတာပိုက်နေရောပဲကျမတို့လေအိမ်လည်းမစောက်တာဘာမှမလုပ်တတ်လို့ဆွတ်ကြတဲ့ထဲဝစ်ပြီးတော့လေစိုက်ကယ်စီစီဆွတ်ကြတဲ့ထဲဝစ်ပြီးတော့ငါလိုက်များနေတာဒီနေ့ငါလိုက်များနေတာဟာလိုက်တာကွယ်ရှင်တို့ဘယ်လိုဆွတ်ကြရှင်တို့ဘယ်လိုဆွတ်ပြီးတော့အင်ကိုဒီလိုစောက်နေကြတာလဲပြီးရင်ကျမအိမ်လိုက်ပြမယ်နော်ရှင်တို့ချွေသွားလိုက်မယ်တိလားရှင်တို့ချွေသွားလိုက်မယ်ကျမအိမ်ကိုတွေ့ရှင်တို့ချွေသွားလိုက်မယ်ကဲတော့ကြမယ်ကျမအိမ်ကိုလိုက်ပြမယ်ရှင်တို့ကိုကျမအိမ်ကိုလိုက်ပြမယ်ဝရှိကမြရတဲ့အင်းလေးပါပဲမထော်မနဲ့လို့တွေ့လားရှစ်ပန်းချန်နေရမှာဘာလို့ထားတယ်တွေ့လားကလေးလေးခိပိထားပါတယ်နော်ဒီမှာဧည့်သည်တွေလာအင်းထဲဝင်စီရတော့မလို့တော့ဘူးဒီမှာအပြင်မှာအိပ်ရမယ်အေးချမ်းနဲ့အပြင်မှာအိပ်ရမယ်နော်လမ်းတော်လမ်းလာတွေလည်းမောပန်းနေလေတခါလဲဝင်အိပ်လို့ရတယ်နော်စိတ်ချမ်းသာနေတယ်မှာဒါပဲရှင်ဒါကျမအိမ်ပါရှင်